ကျွန်တော် HOD နဲ့ကျွန်တော်လေးဒီနေ့တရက်မှာတနာရီပဲအလုပ်လုပ်ရမယ်ဆိုလို့ရှိရင်ကိုယ့် position နဲ့ကိုယ့်ယာဒူးနဲ့အထက်ရောက်ဆုံးလုပ်မဲ့အလုပ်တွေကဘာတွေလဲဆိုပြီးမေးပါတယ်အဲ့ဒါပြီးရင်အဲ့တနာရီထဲမှာ तू က9ခုပဲရေးရမယ်ဆို9ခုရေးပါတယ်ဒါပြီးရင်အဲ့9ခုတွေမဟုတ်ဘူးတစ်နေ့ကုန်လုံးမှာတစ်ခုပဲလုပ်ရမယ်ဆိုရင်ဘာလုပ်မှလဲလို့ကျွန်တော်ပြန်ပြီးတော့ question ထုတ်ပါတယ်အဲ့ဆိုသူတို့စဉ်းစားရပါပြီအဲ့ဆိုသူတို့ position နဲ့သူတို့ရှောက်လုပ်လို့မရပါဘူးအလုပ်တယ်ဆိုပေမဲ့ရလက်ပူကောင်းတဲ့အရာကိုလှုပ်တင်တယ်လှုပ်ထိုက်တယ်ဆိုတာကိုသူတို့ခေါင်းထဲမှာကျွန်တော်တို့ဒီရှိအောင်ကျွန်တော်တို့ train ပေးခြင်းဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့ issue တွေကျွန်တော်ရဲ့ကလေးတွေနဲ့ကျွန်တော်တို့ရဲ့ magazine မှာကျွန်တော်တို့အမြဲတမ်းလေ့ကျင့်ပြီးတော့train ပေးနေခြင်းဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့လုပ်ငန်းမှာဒါမှမဟုတ်ရင် resource နည်းတဲ့အချိန်မှာငွေရင်းမြစ်တွေလူရင်းမြစ်တွေအချိန်ရင်းမြစ်တွေအဲ့လိုမျိုးတွေနည်းနေတဲ့အချိန်မှာဘယ်လိုမျိုး metric တွေဘယ်လိုမျိုးစနစ်တွေနဲ့လုပ်တယ်လဲဆိုတာကိုကျွန်တော်ရဲ့ comment အောက်မှာ share ခဲ့ပေးချင်ပါတယ်